အားလုံးမင်္ဂလာပါရှင်အခုကညရာသည့်အချိန်ခါရောက်လာပြီပေါ့နော်အဲ့တော့အင်အားထပ်ပို့ပြီးတော့ပူပြင်းလာပါပြီဒီလိုပူပြင်းတဲ့အချိန်ခါမှာနေမကောင်းဖြစ်တတ်ကြပါတယ်ဒီပူဒဏ်နဲ့ပတ်သက်ပြီးတော့နေမကောင်းဖြစ်တတ်တဲ့လက္ခဏာတွေစောင်းရရှောင်းတဲ့နေကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်အင်္ဂလိပ်လိုမြန်မာလိုဘာသာပြန်ပြီးထားတဲ့အတွက်အားလုံးအတွက် English vocabulary လေးပေါ့နော်ပို့ပြီးတော့တိုးမှာဖြစ်တယ်လို့အားလုံးအတွက်ကျမကြီး knowledge လေးပို့ပြီးတော့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ဖို့အတွက်တောင်းဆိုပါရစေရှင်အခုချက်ချင်းမှာ degree line 3မျိုး3စားရှိပါတယ်ပထမဖူချက်ချင်းကတော့ heat cramp အပူချက်တက်ခြင်းလို့ခေါ်ပါတယ်ဒုတိယဖူချက်ချင်းမျိုးစားကတော့အပူပျော့စားချက်ချင်းဆိုတဲ့ heat exhaustion လို့ခေါ်ပါတယ်ရှင်တတိယပူချက်ချင်းမျိုးစားကတော့ heat stroke ဆိုတဲ့အသက်အန္တရာယ်ပါရှိနိုင်တဲ့ပူချက်ချင်းဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာအဓိကရှင်းပြပေးသွားမှာကတော့အပြင်းစားပူချက်ချင်းလက္ခဏာတွေကဘာလဲပြင်းစားပူချက်ချင်းဆိုတာကအင်္ဂလိပ်လိုဆိုရင် heat stroke ပေါ့နော် heat stroke ရဲ့လက္ခဏာတွေကဘာလဲအသက်အန္တရာယ်ဆိုရင်ရတဲ့ဒီ heat stroke ကိုဘယ်လိုကာကွယ်မလဲဒီသိစေနိုင်လောက်တဲ့ပြင်းထန်တဲ့ heat stroke ကိုဖြစ်လာခဲ့လို့ရှိရင်ဘယ်လိုကဲတင်နိုင်မလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအသက်အန္တရာယ်ဆိုရင်ရတဲ့ heat stroke ဖြစ်ခဲ့ရင်သူ့လက္ခဏာတွေကဘာလဲအဲ့ဒါကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်သူရဲ့လက္ခဏာလေးတွေကတော့ခေါင်းကိုက်ခြင်းခေါင်းမူခြင်း confusion agitation ဆိုရယ်စိတ်တူလွယ်ခြင်းစိတ်ရှုပ်ထွေးခြင်းမောပန်းလွယ်ခြင်းတက်ခြင်းသတိမေ့ခြင်းနှလုံးခုန်မြန်ခြင်းကြောင်ကြမ်းဖြစ်ခြင်းတို့ဖြစ်ပါတယ်ရှင်ဒီလိုလက္ခဏာမျိုးကတခြားယောဂအခြေအနေကြောင့်မို့လို့လေဖြစ်နိုင်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကိုယ်ပိုင်ကိုတနေ့တာကိုယ့်ရဲ့လှုပ်ရှားမှုပေါ်မှာမူတည်ပြီးတော့ assessment လုပ်ပြီးတော့ဆရာဝန်နဲ့ teacher တိုင်းနဲ့ဆွေးနွေးရင်ပိုကောင်းပါတယ်ရှင်ဒီလိုအသက်အန္တရာယ်ဆိုရင်ရတဲ့ heat stroke ကိုဘယ်လိုကာကွယ်ရမလဲဒီအသက်အန္တရာယ်ဆိုရင်ရတဲ့ heat stroke ကိုကာကွယ်ဖို့အတွက်အရင်ဆုံးရေအလုံးလောက်တောက်ပေးရပါမယ်သို့ပေမဲ့နာတာရှည်ယောဂဝေဒနာရှင်တွေဖြစ်ကြတဲ့နှလုံးကြောက်ကသွေးတိုးစီးချိုဝေဒနာရှင်တွေကတော့ဆရာဝန်ညွှန်ကြားတဲ့ရေပမာဏအတိုင်းတောက်တင်ပါတယ်နောက်တစ်ချက်ကတော့ caffeine ပါတဲ့ drinks တွေပေါ့နော်ဥပမာ coffee tea လူဖေးရည် alcohol အရက် cola pepsi တို့ကိုဒီလိုမျိုး heat stroke မဖြစ်အောင်ရှောင်ကျဉ်သင့်ပါတယ်ဘာလို့လဲဆိုရင်ဒီအရည်တွေကခန္ဓာကိုယ်မှာရှိတဲ့ရေပမာဏတွေကိုပို၍လျှော့ကျစေပါတယ် dehydrate ဖြစ်စေလို့ပါ heat stroke ကိုကာကွယ်ဖို့အတွက်နောက်တစ်ချက်ကပြင်ထွက်မယ်ဆိုရင်ပပသက်ရှူချောင်းနဲ့ရောင်ပျော့အင်ဂျီလေးတွေဝတ်ဆင်သင့်ပါတယ်အားကစားဆော့မယ်ဆိုရင်မနက်စောစောညနေဆောင်ကိုအေးတဲ့ချိန်ကိုရွေးချယ်ပြီးတော့ဆော့သင့်ပါတယ်ရှင်ပူပြင်းတဲ့နေရောင်တန်ကာကွယ်ဖို့အတွက်ပြင်ထွက်တဲ့အခါအုတ်ထုပ် sunglassesနေကမျက်မှန် tea ပြီးတော့ SPF 30အနည်းဆုံးပါတဲ့ sunscreen ကိုလိမ့်ပြီးမှနေရောင်ခြည်ကာကွယ်ဖို့အတွက်အပြင်ထွက်သင့်ပါတယ်ရှင်ဒီလိုပူပြင်းတဲ့နေရာဒီမှာဆိုလို့ရှိရင် heat stroke ကိုကာကွယ်ဖို့အတွက်အထူးသဖြင့်ကလေးနဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုဂရုစိုက်ရပါမယ်အထူးသဖြင့်သူတို့ကိုလှောင်ပိတ်တဲ့ကားရီထဲမှာလုံးဝမထားသင့်ပါဘူးနာတာရှည်ယောဂဝိညာဉ်ရှင်တွေအနေနဲ့က extra precaution အထူးဂရုစိုက်သင့်ပါတယ်သူတို့ကတာမန်လူတွေတက်မတူတဲ့အတွက်ပို့ပြီးတော့ဆရာဝန်နဲ့ဆွေးနွေးပြီးတော့ရှောင်တင်တာကိုရှောင်ရပါမယ်ရှင်ဒီ heat stroke ဖြစ်လာခဲ့ရင်ဘယ်လိုအချိန်မီကုသမလဲဒီပထမဆုံး slide မှာကျွန်မ heat stroke ဖြစ်တဲ့လက္ခဏာတွေကိုရှင်းပြပေးသွားပါတယ်ဒါပေမဲ့အဓိကချက်ချင်းသိတဲ့လက္ခဏာကတော့လူနာရဲ့အသားကိုကန်ကြည့်လိုက်တဲ့အခါမှာမီးသွေးကဲလို့ပူချစ်တောင်းပြီးတော့ချွေးမထွက်တော့ဘဲနဲ့လူနာကကြောင်ကြမ်းဖြစ်နေတယ်ဆိုလို့ရှိရင်ဒါ heat stroke ဆိုတာသိကြပါပြီအဲ့ဒါကြောင့်မို့လို့အရင်ဆုံးပထမတစ်ချက်က emergency ambulance ကိုခေါ်ရပါမယ် heat stroke ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လူနာကို shaded area အရိပ်အာဝါသရှိတဲ့နေရာမှာတိတ်ဆောင်သွားရမှာမယ်နာကိုဝတ်ထားတဲ့ဝတ်စားကိုကြည့်ကြည့်ပါတကယ်လို့ပေါ့ပါမရှိလို့ရှိရင်တော့ထူတတ်တဲ့ဝတ်တွေကိုဖယ်ရှားပေးရပါမယ်လူနာရဲ့ခန္ဓာကိုယ်အေးသွားအောင်လို့ရေအေးလေးတွေဖြန့်ပေးရပါမယ်တန်ခါဓမ္မမဟုတ်ရက်တောင်ရှင်ရက်တောင်ခတ်ပေးလို့ရပါတယ်ရေခဲရှိတယ်ဆိုလို့ရှိရင်လူနာရဲ့ခြိုင်းပေါင်ကြားတွေကိုရေခဲလေးနဲ့အေးအောင်ဖတ်လုပ်ပေးရပါမယ်တွေးကြောလှည့်ပြမှုကောင်းအောင်လူနာကိုလှည့်ထားပြီးတော့လူနာရဲ့ခြေထောက်ကို slightly elevated
နည်းနည်းလေးမြင့်ထားပြီးတော့ ambulance လာတဲ့အထိလူနာကိုတထောင်တက်စွာရှိစားထားပြီးပါရှင်ဒီ heat stroke ဖြစ်နေတဲ့လူနာကိုအရေးလုံးဝမတိုက်တင်ပါဘူးလူနာမှာရှိတဲ့ thermoregulation ကသူကအလုံးမလုံးလုံးတဲ့အတွက်ကြောင့်မို့လို့ရေတိုက်လိုက်လို့ရှိရင်လူနာအန်ပြီးတော့ပူပြီးတော့ချုပ်ဖြစ်တတ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ heat stroke ဖြစ်နေတဲ့လူနာကိုအရေးလုံးဝမတိုက်ပါနဲ့ဒီ slide လေးကတော့ heat exhaustion ရိုးရိုးပူရှက်တာနဲ့အပြင်းထန်ပူရှက်တာနဲ့ကွာခြားချက်လေးတွေဘယ်လိုလုပ်ရမလဲဆိုတာကိုသိစိတ်မျှဝေထားတာဖြစ်ပါတယ်ဒီ source ကဆိုလို့ရှိရင် Center for Disease Control ကနေပြီးတော့ဒီချပြထားတဲ့ heat stroke ဖြစ်ရင် heat exhaustion ဖြစ်ရင်ဘာလို့လုပ်ရမလဲဆိုတာကို conclusion အနေနဲ့ချပြထားတာဖြစ်ပါတယ်အခြားကောက်နှုတ်ချက်များကတော့ Johns Hopkins University နဲ့ပြီးတော့ comprehensive review ဆိုတဲ့ David Deakin ရဲ့ page 8989ကနေပြီးတော့ဒီ heat related illness တွေကိုမျှဝေပေးထားတာဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးနောက်ထောင်ပြီးတဲ့အတွက်အကျိုးရှိပါစေကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော် see you in the next video